ကုန်လုံးကိုလင်းဆိုင်ခံတာအဲ့မှာကျွန်တော်ကအကူကြီးတောင်းတာမြန်မာငွေလေး2သိန်းနဲ့အဲ့တော့သူတို့ဘလို့ပြိပခါဖြစ်လို့လည်းမသိဘူးသူကိုလင်းကသူကန်းကြီးရောက်နေရဲ့ညီလေးကိုကြီးစီစဉ်ပေးမယ်ဒါမဲ့ဒီအောင်ကိုကြီးကူညီပေးမယ်မင်းအခုရှာကူညီတောင်းတာလည်းမပြောနဲ့ဘယ်သူမှလည်းမပြောတာညီကိုချင်းမျိုးဒါမင်းကိုငါထုတ်ပေးလို့လဲမမျိုးပတ်စံဈေးကပေးတာလည်းမဟုတ်ဘူးတဲ့။အကြောင်းလဲဆို alright produce by trailing ကိုဗျကျွန်တော်အပြင်မှာသွားကလာကစားစိတ်တွေကိုယ့်ကိုစားရပေမဲ့ producer ကသူထားပါတော့အဲ့တော့ကျွန်တော်ဗျာတစ်ချက်မှာကျွန်တော်အခွေကိုသူ produce လုပ်လို့မရဘူး။ဗျာတစ်ချက်မှာမရဘူး။တော့သူဘယ်နှခေါက်ပဲထွက်ကျွန်တော်မရဘူး။ဒါပေမဲ့၄နှစ်တာကျွန်တော်စူးစမ်းခွင့်မှာသူရှာကျွန်တော်ပတ်စံ2သိန်းကျွန်တော်ချိမိလိုက်တယ်။ဒါပေမဲ့ तू ကဒီကိုစိတ်နဲ့အပြီးပေးလိုက်တာလို့သူကျွန်တော်ပေးလိုက်တာဖြစ်တာအခွေထွက်ပြီးမှစ2019ခွေထွက်ပြီးအကုန်လုံးကလည်းအခွေကြီးချောင်းကကျွန်တော်လက်မှတ်တွေကျွန်တော်မပြောတော့အဲ့တော့ထိလိုက်မယ်ပုံလေးလဲကျွန်တော်တို့အိမ်မှာအခွေထွက်တဲ့ဘွဲမှာကိုလင်းတို့လည်းရှိတယ်ဒါဒီလူတို့အကုန်လာပြီးတယ်ပေါ့နော်2သိန်းကြောင်ကျွန်တော်ဘန်းထုတ်တာဘာကြောင့်လဲဆိုတော့ငါတို့မပြောပဲနဲ့ကိုလင်းရှာမင်းထိုင်းရိပ်သွားပြောလိုက်တဲ့အတွက်ကြောင့်ကျွန်တော်ထိုင်းရိပ်ပြောမှာပဲလေကျွန်တော်ထိုင်းရိပ်ပြောပိုင်လို့ရှိရင်အဲ့ကိစ္စနဲ့ပတ်သက်ပြီးအဲ့ error ကြောင့်ကျွန်တော်ထုတ်တာဆိုတော့ကျွန်တော်မရှင်းလို့ဒီကနေပဲပြောပါမယ်ကိုလင်းလေးနဲ့ကျွန်တော်နဲ့2ယောက်တည်းတည်တဲ့ကိစ္စဗျာငွေရလဲ30မဟုတ်3000မဟုတ်3000မဟုတ်ဘာကြောင့်ဘန်ကတည်ပြီးကျွန်တော်ကိုခေါ်ပြီးဖြုတ်တာလဲဘာကြောင့်ကျွန်တော်ဘန်ကဒရမာတွေဂီတာလေးဆက်ဆိုမှာအချိန်မှာတော်လိုင်းမှာကျွန်တော်တော်လိုင်းပဲလုပ်တယ်လက်နက်ကင်တော်လိုင်းပဲလုပ်တယ်ထောက်ဖို့တယောက်ဖြစ်အစစ်စစ်ဖြစ်စေချင်လို့ကိုယ့်ကိုဖြစ်စေချင်လို့ကိုယ့်ကိုအလုံးလုံးတယ်ရတဲ့ငွေလေးနဲ့ကျွန်တော်ပြန်ထောက်ပံ့တယ်ပြောချင်တာကကိုကထားပေါ့နိုင်ငံကြီးသူတော်စင်လုံးမှာလားဘာလို့မှလဲနည်းနည်းကွဲပြားဖို့လိုတယ်အစိုးရဘဲလားကွဲမိချားပါလေထပ်ပြောပါဦးမယ်အဲ့ဒါနဲ့အဲ့ကိစ္စတွေပြီးတော့ကျွန်တော်လည်းစိတ်ကခုသွားတာပါမပတ်သက်တော့အိတ်ပဲနဲ့ကျွန်တော်မပတ်သက်ဘူးကျွန်တော်ဖုန်းလည်းမခေါ်ဘူးဘာကြောင့်လဲဆိုတော့ဒါညီကိုချင်းတည်တဲ့ကိစ္စလို့သူပြောပြီးတော့ဘန်ကိုပါသူပြောပြီးတော့ကျွန်တော်ဖြုတ်ခိုင်းတဲ့ပုံစံကြီးအဲ့ကျွန်တော်မပတ်သက်တော့မပတ်သက်တဲ့အချိန်ကဘယ်တော့ကြာလာလဲဆိုကိုဗစ်ကျွန်တော်မှတ်ရကျွန်တော် second wave တင်တယ်ဒါကိုဗစ်တော်တော်ဖြစ်နေတဲ့အချိန်မှာဒီညကျကျွန်တော်ရှိဖုန်းဝင်လာကိုလင်းနဲ့အဲကျွန်တော်ဖုန်းကင်လိုက်တော့ဟုတ်ပြီဟုတ်ကဲ့ကိုပြောပါပေါ့ဒီကြားထဲမှာတောက်လျှောက်တော့နှစ်ချီကျွန်တော်စကားမပြောတာကျွန်တော်ဖုန်းကိုမဆက်တော့တာအဲ့မှာဖုန်းဝင်လာတော့ကျွန်တော်ကင်လိုက်တော့အခုရဲ့ရောက်ကမှာပေါ့အခုရဲ့ရောက်ကမှာဆိုကျွန်တော်ကတီးလိုက်ပြီးဥစ္စာကကိစ္စတစ်ခုကိုဖြစ်ပြီကျွန်တော်နဲ့လည်းဦးလေးလိုခင်ပါတယ်။ဘာလို့လဲဆိုတော့မန်လေးဆုံးမှာကျွန်တော်အဲ့ recording မသွင်းခင်နဲ့ကျွန်တော်မန်လေးဆုံးခဏရောက်နေတယ်လူ။ဘာလို့လဲဆိုတော့ကျွန်တော်အကိုကြီးတချင်းငွေထွက်ခလဲရမန်လေးဆုံးနဲ့ပဲတီးရ။ကိုစောလက်တို့အဲ့တော့မန်လေးဆုံးနဲ့ကိုစောလက်တို့နဲ့မခွာပြဲသေးဘူး။အပိုင်းမှာကိုစောလက်တို့က Galleries ကိုစောလက်တို့က Rose of Sharon နဲ့ Utopia တာပါ။သူအဲ့မှာ studio ကန်နေတယ်မှာသူတို့ချူတီဝင်ကြတာ။အဲ့တော့နမရပြောတာအဲ့ဒီဖုန်းဆက်တာကန်လိုက်တော့ညဘက်ကြီးအကိုရဲ့ရောက်ကတိဒီအမှုဖြစ်လို့ပေါ့ဒီအမေစုရဲ့နှစ်ဖူးပေါ်မှာဖះရဲ့ဆိုင်ကိုသွားဆွဲလိုက်လို့နော်အမှုဖြစ်နေဘာဘာသားတွေရောဘိုးချောက်ကိုတွေရောဝိုင်းကျိတ်တာအဲ့နဲ့ပတ်သက်ပြီးတော့အကြီးကဲဘသူရှိရရဲ့ဖုန်းနံပါတ်လိုချင်လို့ပါတဲ့တောင်းလာတာအကြီးကဲဘသူရဲ့ကြီးကဲဆိုတော့တေးလေးမဟုတ်ဘူးအကြီးအကောင်ကြီးသူ့ဖုန်းနံပါတ်လိုချင်လို့တောင်းလာတာတောင်းလာတော့ကျွန်တော်တောင်းမိလိုက်ပါတယ်ရော့ဒီမာဒီနံပါတ်အကိုဆက်လိုက်တော့ဆင်ပြေသွားမယ်ဒါပေမဲ့အဲ့တဲကသူဆက်လို့အဆင်ပြေတယ်ထင်ပါလေအမှုကိစ္စတွေဥတော်ဝန်ကိစ္စလည်းဘာမှမချတော့အဆင်ပြေသွားတယ်ထင်တယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အစိုးရလင်းရဲ့မူမမှန်တဲ့လုပ်ရက်တွေကိုဖော်ထုတ်သွားတဲ့မြတ်အောင်ဇီတိုးရဲ့ရုပ်တံနဲ့အတူစစ်ကောင်စီဘုံကျဲတိုက်ခိုက်လို့တပိတ်ချင်းမတရာနဲ့စင်ကူးတို့မှာအယက်သားပြည်သူ40ကျော်တေဆုံးတဲ့ထူးခြားသတင်းတွေပါနောက်ပိုင်းမှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ချူချူမာကြီးပဲလိုက်ပြောနေတော့ reaction လုပ်နေတာဒီဘက်မှာမပြောတာကြာလို့ဒါ Facebook က friend နေတယ်လည်းမတွေ့ရကြာလို့ဗျာအခုတော့စီစရာလေးတွေပေါ့အဲ့ဒါလေးပြန်ပြောပြမယ်ခေါင်းစဉ်ကတော့ရှင်းရှင်းလေးသိအောင်လို့ဆိုရင်ဒီလားမဟာတာတွေပါတချင်ကတော့ဒုက္ခတွေပေါ့ဗျာကျွန်တော်အသက်25ကျော်26ခုနှစ်ပတ်လည်လောက်တုန်းကပေါ့နော်အခွေလေးတစ်ခုလုံးဖို့အတွက်အဖွဲ့အခန်းလန်းလာဖွဲ့နာမည် Frosty တဲ့အဲ့ညီငယ်တွေလိုပဲခေါ်မှာကျွန်တော်ထိုင်ငယ်တယ်နော်
ပြတ်တုံနေတာကဒီလိုမျိုးဆိုတော့ဤတော့ကသူတို့အခွေထုတ်ပေးချင်တာဒါပေမဲ့သူတို့ဘန်မှာကသချင်းနေရမရှိဘူးသူက instrumental band ရှေ့မှာတော့ EP လေးတစ်ခွေထုတ်ထားဘူးလေအဲ့တော့ instrumental တစ်ပုတ်လောက်ရယ်နောက်ထပ်သူရေးထားတဲ့သချင်းတစ်ပုတ်လောက်ရယ်ပဲရှိတော့ကျွန်တော်ကအဲ့မှာတေးတေးဆိုလုံနေပြီစပြီးတော့နာမည်တော့မထွက်သေးဘူးဒီလိုပဲကြိုးစားနေရလူပေါ့ဒါပေမဲ့သချင်းတွေပါရောရောင်းနေရပြီကျွန်တော်ရေးနေရလေးစားပေါ့ဗျအဲ့ဘွားကျွန်တော်ဘွားပေါင်းများစွာရှိတယ်တို့ရပဲဘွားပေါင်းများစွာရှိတယ်ဒီချိန်ဟာတာပါဒါပေမဲ့ပေးချင်တဲ့ message လေးရှိတော့နော်အဲ့တော့အဲ့လိုက်မှာကျွန်တော်လည်းမှာရောပြော့ပေါ့ဗျာပါသွားတယ်ပေါ့ vocal ပါစစ်တော့ကျွန်တော် vocal သချင်းဆိုလို့ရတယ်ပေါ့ဗျာအဲ့ဘန်နဲ့ SMS ကွက်ဆက်ဖြစ်နေအောင်သိရမလားအဲ့မှာဝင်ပြီးတော့ဆိုမယ်ပေါ့ထုတ်ပေးတဲ့ producer ကိုကြည့်လိုက်တော့ကိုလင်းလင်းနဲ့အာဒါနာ idol ပေါ့ရှင်းတာဆောင်းရမိုက်တာလေအဲ့ဘေးက share ပဲရေးတာရတည်ရတယ်ခဏလေးများတော့ပါတော့သူရေးတာအရှင်းမှာကျွန်တော်ဆိုနေကြတယ်ဝင်းကပါပေါ့ချိန်တွေလုံးလေးပြေလုံးလောလာတဲ့ဘဝအိမ်မတုံငါခုစမဘာမြေဟာလာပါဆုံးနူပြုံးနေအဲ့လိုမျိုးစားရရရှယ်မိုက်တာကိုလင်းကအဲ့ဒါကြောင့်တွေ့ပျော်တော့ပေါ့ဗျာဒီမှာကျွန်တော်ရဲ့ခွေကိုထုတ်ပေးမှာကိုလင်းလင်းပေါ့ကျွန်တော်ပျော်ပြီးတော့သချင်းလောက်တာ4နှစ်ကြာသွားတယ်4နှစ်အဲ့4နှစ်တော့တည်းမှာမတ်တဲဆုံးမှာကျွန်တော်တွေ့ရတယ်အဲ့တော့က battery စာအခုမချစ်သူတွေပေါ့နော်သူဖေဖေလည်းရှိတယ်အဲ့ကျွန်တော် recording ခန်းထဲမှာဆိုရင်ပကြီးကားချက်တွေမှာအများကြီးပဲတကယ်ဆိုလို့ပြုလို့ကောင်းတာပါဒါပေမဲ့ recording ဒိတ်ကြတာတွေကအမြဲရမနေတော့ကျွန်တော်တို့ကကိုပိုင်ငွေလေးနေဆွဆွပြီးအပြင်မှာ record လုပ်ရတယ်အဲ့ record ကြီးတွေကကောက်ကိုပေးပေါ့ဗျာသွားကလာကစားကအကုန်ကောက်ကိုပေးမမရဝါန်းဆိုရယ် MDB လေးလို့တော့ကောက်ကိုပေးတာပဲတကယ်မမရပဲအိမ်မှာအမေကိုလိန်ပြီးတော့ကျွန်တော်ကျွေးဆက်ချာရှိလို့ပါအဲ့3သိန်းမပေးလူကတတ်တော့မှာဆိုပြီးတော့အိမ်ကနေပြီးတော့လိန်တောင်းတာ MDB ရိုက်ဖို့ကျွန်တော်မေဖေရှိသေးတယ်မဆုံးသေးဘူးကွယ်လွန်သေးဘူးပေါ့ဗျာတို့ကလည်းမေဆိုလဲအခုမှ4 လပြည့်လောက်ပဲရှိသေးအောင်ကွယ်လွန်တာအဲ့တော့ဒါလေးကပြန်ပြောရရင်အခုချိန်မှာဟာတာပေါ့အဲ့ချိန်တော့ကတော့တကယ်လူငယ်ပေါ့25 26တည့်ရတိုင်းပြီးတော့ကျွန်တော်ရှိုးပွဲလေးတွေဆိုကြတယ်အခွေမထွက်ခင်မှာဆိုရပါတယ် April Wyman ဆိုတာSakura Tower ဟိုအပေါ်တော့ rooftop မှာလဲဆိုတယ်ကျွန်တော်တို့ဘိုးထောင်ချက်တီမမတ်ရရပြီးတော့ဒါဟို Asia Rango အဲ့တော့ကတော့ Foka တို့ရောအစုံပေါ့ဗျာဒါဒီလူတို့ရောကိုဝနာတို့ရောကိုဆိုင်လေးဟန်နီတာအစုံပေါ့ကျွန်တော်တို့ကိုသွင်းညီတို့ပါတယ်ဆိုကြပြူကြတယ်ပျော်စရာကြီးပေါ့ဗျာဒါနဲ့အဲ့ဒီတော့ကကျွန်တော်မမတ်ရရဘာလို့မှမရှိဘူးဒီတချင်းဆိုလဲလို့ပဲလို့တာတချင်းရေးလို့ရရင်စားတယ်ပြူတယ်အဲ့တော့အရှိမကျွန်တော် divorce လုပ်ထားတယ်ကျွန်တော်ရဲ့အရှိက married life မှာကျွန်တော်ကလေးလေးတယောက်ရတယ်သမီးလေးအဲ့တော့အဲ့သမီးလေးကအဲ့ခြားထဲမှာဖျားတော့ကျွန်တော်ရဲ့ညီကိုလိုပေါ့ဒီတာဒေတာပန်းရဲပေါ့ရဲဘက်ကြီးကိုလင်းလင်းရှာကျွန်တော်2 သိန်းအကူညီတောင်းတယ်မြန်မာငွေ2 သိန်းကိုလင်းကျွန်တော်အကူညီလေးပေးပါကျွန်တော်သမီးလေးဖျားလို့ကျွန်တော်သွားကြလို့အဲ့တော့ကိုလင်းတော့ဘောစီတွေဆိုင်ကယ်တော်မှဟာရီတပစင်းဘေးဘွားရောစီးတာအကုန်လုံးတကယ်သူတို့ကြည့်လိုက်ရင်တကယ်ဘောစီပဲစတူဒီယိုတချင်းသူ့အခွေလုံးမယ်ဆိုတော့မှစတူဒီယိုတဲတာကျွန်တော်ခရတော့ဒီအခုဒါရောင်နီတို့ပါတော့စတူဒီယိုတချင်းသွင်းဖို့အတွက်စတူဒီယိုတဲတာနေပြီးတော့မှရဲ့ခံအကောင်းသားကြီးငါပြီးတော့အိမ်မှာပဲစတူဒီယိုပစ္စည်းကိုအိမ်မှာပြန်ပြီးတော့ install လုပ်ပြီးတော့တွင်းတာဘာကြောင့်လဲဆိုတော့အဲ့ move ကိုလိုချင်လို့လေကန်းကြီးဆိုလဲကန်းကြီး move ကိုလိုချင်လို့သိရမလားအဲ့လိုမျိုးသွားကြတာကျွန်တော်ကိုမြင့်စော Mr. Master မြင့်စောနော်မြန်မာနိုင်ငံမှာအကောင်းဆုံးကိုမြင့်စောသူ့ဘာခေါ်သွားတာဈေးငိမ့်အကုန်လုံးအဲ့မှာကျွန်တော်တို့ဒီ Velocity Band ကအောင်သူနဲ့ထွန်းသူကပါသွားတယ်ဟိုတလောကနေမိန်မွေလို့ဖမ်းခံတယ်လူတွေထဲမှာပါနေရဈေးကအကုန်လုံးကိုလင်းဆိုင်ခံတာအဲ့မှာကျွန်တော်ကအကူကြီးတောင်းတာမြန်မာငွေလေး2 သိန်းနဲ့အဲ့တော့သူတို့ဘလို့ပြိပခါဖြစ်လို့လည်းမသိဘူးသူကိုလေးကသူကန်းကြီးရောက်နေရဲ့ညီလေးကိုကြီးစီစဉ်ပေးမယ်ဒါမဲ့ဒီရောက်ကိုကြီးကူညီပေးမယ်မင်းအခုရှာကူညီတောင်းတာလည်းမပြောနဲ့ဘယ်သူမှလည်းမပြောတာညီကိုချင်းမျိုးဒါမင်းကိုငါထုတ်ပေးလို့လည်း
အမျိုးပတ်စံဈေးကပေးတာလည်းမဟုတ်ဘူးတဲ့။အကြောင်းလဲဆို already produce by training ကိုဗျကျွန်တော်အပြင်မှာသွားကလာကစားစိတ်တွေကိုယ့်ကိုစိုက်ရပြီမယ် producer ကသူထားပါတော့အဲ့တော့ကျွန်တော်ဗျာတစ်ချက်မှာကျွန်တော်ခွေကိုသူ produce လုပ်လို့မရဘူးဗျာတစ်ချက်မှာမရဘူးတော့သူဘယ်နှခေါက်ပဲထွက်ထွက်ကျွန်တော်မရဘူးဒါပေမဲ့၄နှစ်တာကျွန်တော်စူးစမ်းခွင့်မှာသူချက်ကျွန်တော်ပတ်စံ2သိန်းကျွန်တော်ရှိမိလိုက်တယ်ဒါပေမဲ့ तू ကဒီကိုစိတ်နဲ့အပေးပေးလိုက်တာလို့သူကျွန်တော်ပေးလိုက်တာဖြစ်တာအခွေထွက်ပြီးမှစ2019ခွေထွက်ပြီးအကုန်လုံးကလည်းအခွေကြီးချောင်းကကျွန်တော်လက်မှတ်တွေထိုးတယ်ဖြန့်တယ်ကျွန်တော်ဆိုအခွေလေးပေါအောင်လို့အဲ့အခွေတုံကြီးကျွန်တော်ယူပြီးအောင်မင်္ဂလာဝေးပြနေဖြန့်သိပါတယ်ကျွန်တော်ရှာအခွေလောင်းဝယ်ပွဲလို့ဟိုတလုံးဒီမှာမဲဆော့မှာကျွန်တော်ကားလေးကြီးဆေးနေတာပေါ့ကိုပတ်စံထည့်ပြီးသွားဆေးရနေရပေါ့ဆိုင်မှာဆေးကြီးကြည့်လို့အဲ့မှာဆေးနေနဲ့တစ်ဖက်မှာကားကြီးဆေးတယ်လူကကျွန်တော်ပြိတ္တဖြစ်နေသူကကျွန်တော်လှမ်းလို့ဆိုတာကိုကြီးမလားဆိုပြီးတော့မှအဲ့တော့မှအခွေကိုဘယ်လိုမျိုးကျွန်တော်ခက်ခက်စစ်ဝယ်ခဲ့ရတာပေါ့အဲ့တော့ပြန်ပြီးတော့ဝမ်းသာမိတယ်ကြည်နူးမိတယ်ထားပါတော့လားတစ်ခက်ကကျွန်တော်ရဲ့အဆိုတော့ live တစ်ခုပေါ့အဲ့တော့ဒီခွေကိုပေါက်စီခြင်းလို့အောင်မြင်စီခြင်းလို့တော်တော်ရုန်းကန်ခဲ့ရတယ်မှာကျွန်တော်ပါတယ်အခွေမှာတစ်ချင်းဆက်တဲ့ဘုတ်73ဘုတ်ရှိတယ်ဆက်တဲ့ဘုတ်ကကျွန်တော်ရေးတာကျိုးတဲ့ချင်းနဲ့7 minute တွေ7 minute တွေ progressive metal progressive rock မျိုးစားတယ် teams တွေကအများကြီးပဲအဲ့တော့လူငယ်တွေကြားမှာကျွန်တော်အခွေလေးကပေါက်ခဲ့တယ်လို့ပြောလို့ရတယ်ရောင်းခဲ့ရပါဗောဗျခါကျွန်တော်တင်နှာခေါင်းပြန်ထုတ်ရတယ်လို့ကျွန်တော်ကြားတယ်ဒါပေမဲ့2019အခွေပဲထွက်ပြီးတော့ဘန်ကျွန်တော်တွေ့ကျင်တယ်ဆိုခေါ်ပြီးတော့စကားပြောရင်းနဲ့ကျွန်တော်လက်တွဲပြုတ်တာဘာကြောင့်လဲဆိုတော့ကိုလင်းရှင်2သိန်းယူထားတဲ့ကိစ္စကြောင့်လေဒါကျွန်တော် reaction မပြောဘူးနော်ကျွန်တော်ဒီမှာပဲ live ပြောလိုက်တယ် Facebook ကနေ reaction မှာကျွန်တော်မပြောတော့ဘူးအဲ့တော့သိလိမ့်မယ်ပုံလေးလဲကျွန်တော်တို့အိမ်မှာအခွေထွက်တဲ့ဘွဲမှာကိုလင်းတို့လည်းရှိတယ်ဒါဒီလူတို့အကုန်လာပြီးတယ်ပေါ့နော်2သိန်းကြောင်ကျွန်တော်ဘန်ထုတ်တာဘာကြောင့်လဲဆိုတော့ငါတို့မပြောဘဲနဲ့ကိုလင်းရှာမင်းတိုင်းသွားပြောလိုက်တဲ့အတွက်ကြောင့်ကျွန်တော်တိုင်းပြောမှာပဲလေကျွန်တော်တိုင်းပြောပိုင်လို့ရှိရင်အဲ့ကိစ္စနဲ့ပတ်သက်ပြီးအဲ့ error ကြောင့်ကျွန်တော်ထုတ်တာဆိုတော့ကျွန်တော်မရှင်းလို့ဒီကနေပဲပြောပါမယ်ကိုလင်းနဲ့ကျွန်တော်နဲ့နှစ်ယောက်တည်းတည်တဲ့ကိစ္စဗျာကိုရလည်း30မို့300မို့3000မို့ဘာကြောင့်ဘန်ကတည်ပြီးကျွန်တော်ကိုခေါ်ပြီးဖြုတ်တာလဲဘာကြောင့်ကျွန်တော်ဘန်က drama တွေ guitarist တွေကအမြဲကိုလင်းနဲ့တပူးတွေနဲ့အဲ့တုန်းကခင်မင်းမှုနဲ့သွားရင်းနဲ့ကျွန်တော်ရဲ့ drama ကကိုလင်း drama ဖြစ်သွားတယ်တော့ကိစ္စလေးရှိရဗျာသိလားဘာကြောင့်လဲဆိုတော့ဒါရဲဘော်ရဲဘက်ဂီတမိတ်ပေါ့ဗျာပြောရမယ်ဆိုရင်ဂီတမိတ်ပေါ့ဘာကြောင့်လဲဆိုတော့တောင်းနဲ့တွေ့တဲ့အခါမင်းပါရှင်းသားထောင်တယ်ကိုပါရှင်းသားထောင်တယ်ဘယ်ကနေပြီးတော့ပြန်ပြီးတော့ music team တွေပါတွေကို reference အနေနဲ့ပြန်ယူကြတယ်ဒီကြတယ်ခက်ကြတယ်အဲ့ဒီအနေထားမှာကျွန်တော်ကမြန်မာငွေ2သိန်းနဲ့ကျွန်တော်ကဒီလိုမျိုးလောက်ရက်ခံရတာအဲ့ဒီအခွေဆိုတော့ကျွန်တော် show ပဲနောက်တစ်ထပ်မဆိုပြတော့ MV တွေမထွက်လာတော့ဘူးအဲ့ဒီတည်းဆက်တဲ့ပုတ်ကို velocity အနေနဲ့လည်းထိလို့မရသလို producer အနေနဲ့လည်းထိလို့မရအောင်ကျွန်တော်ရေးထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်လည်းပြောထားပြီးသားအဲ့ဒီတစ်ချိန်နဲ့ကျွန်တော်မူလာမပြတ်ဆိုမှာတစ်ချိန်မှာတော်လိုင်းရေးမှာကျွန်တော်တော်လိုင်းရေးပဲလုပ်တယ်လက်နက်ကင်တော်လိုင်းပဲလုပ်တယ်ထောက်ဖို့တရားဖြစ်အစစ်စစ်ဖြစ်စေချင်လို့ကိုယ့်ကိုဖြစ်စေချင်လို့ကိုယ့်ကိုအလုပ်လုပ်တယ်ရတဲ့ငွေလေးနဲ့ကျွန်တော်ပြန်ထောက်ပံ့တယ်ပြောချင်တာကကိုကထားပေါ့နိုင်ငံကြီးသူတော်စင်လုံးမှာလားဘာလုံးမှာလဲနည်းနည်းကွဲပြားဖို့လိုတယ်အစိုးရဘဲလားကွဲမိချားပါလေထပ်ပြောပါဦးမယ်အဲ့ဒါလည်းအဲ့ကိစ္စတွေပြီးတော့ကျွန်တော်လည်းစိတ်ကခုသွားတာပါမပတ်သက်တော့အဲ့ပဲနဲ့ကျွန်တော်မပတ်သက်ဘူးကျွန်တော်ဖုန်းလည်းမခေါ်ဘူးဘာကြောင့်လဲဆိုတော့ဒါညီကိုချင်းတည်တဲ့ကိစ္စလို့သူပြောပြီးတော့ဘန်ကိုပါသူပြောပြီးတော့ကျွန်တော်ဖြုတ်ခိုင်းတဲ့ပုံစံကြီးအဲ့ကျွန်တော်မပတ်သက်တော့ဘူးမပတ်သက်တဲ့အချိန်ကဘယ်တော့ကြာလာလဲဆိုတော့ကိုဗစ်ကျွန်တော်မှတ်မှတ်ရကျွန်တော် second wave တင်တယ်ဒါကိုဗစ်တော်တော်ဖြစ်နေတဲ့အချိန်မှာဒီညကျကျွန်တော်ရှိဖုန်းဝင်လာကိုလင်းနဲ့အဲကျွန်တော်ဖုန်းကင်လိုက်တော့ဟုတ်ပြီဟုတ်ကဲ့ကိုပြောပါပေါ့ဒီကြားထဲမှာတောက်လျှောက်နော်နှစ်ချီကျွန်တော်စကားမပြောတာကျွန်တော်ဖုန်းကိုမဆက်တော့တာအဲ့မှာဖုန်းဝင်လာတော့ကျွန်တော်ကင်လိုက်တော့အခုရဲ့ရောက်ကမာပေါ့အခုရဲ့ရောက်ကမာဆိုကျွန်တော်ကတီးလိုက်ပြီးဥစ္စာကကိစ္စတစ်ခုကိုဖြစ်ပြီးကျွန်တော်နဲ့လည်းဦးလေးလို့ခင်ပါတယ်ဘာလဲဆိုမန်လေးဆုံးမှာကျွန်တော်အဲ့ဒီ recording မသွင်းခင်နဲ့ကျွန်တော်မန်လေးဆုံးနှမ်းတာရောက်နေတယ်လူဘာလဲဆိုကျွန်တော်အကိုကြီးသချင်းငွေထွက်ခရဲရမန်လေးဆုံးနဲ့ပဲတီးရကိုစောလက်တို့အဲ့တော့မန်လေးဆုံးနဲ့ကိုစောလက်တို့နဲ့မခွာပြဲသေးဘူးနောက်ပိုင်းမှာကိုစောလက်တို့က guitarist ကိုစောလက်တို့က Rose of Sharon နဲ့ Utopia တာပါသူအဲ့မှာ studio ကန်နေတယ်မှာသူတို့ဂျူဒီဝင်ကြတာအဲ့တော့မမေရပြောတာအဲ့ဒီဖုန်းဆက်လာကန်လိုက်တော့ညဘက်ကြီးအကိုရဲ့
ကြောက်ကတိဒီအမှုဖြစ်လို့ပေါ့ဒီအမေစုရဲ့နှစ်ဖူးပေါ်မှာဖះရဲ့ဆိုင်ကိုသွားဆွဲလိုက်လို့နော်အမှုဖြစ်နေမာဘာသားတွေရောဝှက်ချောက်ကိုတွေရောဝိုင်းချိတ်တာအဲ့နဲ့ပတ်သက်ပြီးတော့အကြီးကဲဘသူရှိရရဲ့ဖုန်းနံပါတ်လိုချင်လို့ပါလေတောင်းလာတာအကြီးကဲဘသူရဲ့ကြီးကဲဆိုတော့တေးတေးလေးမဟုတ်ဘူးအကြီးအကောင်ကြီးသူ့ဖုန်းနံပါတ်လိုချင်လို့တောင်းလာတာတောင်းလာတော့ကျွန်တော်တောင်းမိလိုက်ပါလေရော့ဒီမာဒီနံပါတ်အခုဆက်လိုက်တော့စင်ပြေသွားမယ်ဒါပေမဲ့အဲ့တဲကသူဆက်လို့အစင်ပြေတယ်ထင်ပါလေအမှုကိစ္စတွေဥတော်ဝန်ကိစ္စတွေဘာမှမချတော့စင်ပြေသွားတယ်ထင်တယ်ဘာမှမချတော့တာအကုန်လုံးငြိမ်သွားကျွန်တော်လည်းအခုဒီဂျနေဒီဖုန်းဆက်တော့မရှိတော့ဒါပေမဲ့ဟိုနေ့တည်းကတော့ fresh ဖြစ်နေတယ်ဒါပေမဲ့ကျွန်တော် NUG ကိုကျွန်တော်ဝေဖန်တဲ့အတွက်ကျွန်တော်ကို block သွားတယ်block သွားတော့ဟိုတလောကကျွန်တော်သူ့ရဲ့ page ကိုဝင်ကြည့်လိုက်တော့ပြောတဲ့ရှိတဲ့ထဲတွေလာပြောလို့ရအဖညာဆိုတော့ကျွန်တော်တို့ block ခံလိုက်လို့ရပြောလို့မရဘူးလေဗျဟုတ်လားကျွန်တော်ပြောတာအဲ့တော့ဘာကြောင့်ကျွန်တော်ဒီလိုမျိုးလုပ်ရတာလဲပေါ့နော်တေးချက်တစ်ခုသိချင်တာပြီးတော့ဂီတညီကိုတွေပေါ်မှာတော့ဒီလိုမျိုးစိတ်သက်ရှိတဲ့ခင်ဗျားကဒီတော်လိုင်းမှာဆောင်ရဇွတ်ပြူစီနေလုပ်ပြနေလို့နော်ပြောမယ်ဆိုတော်ထဲမှာဓာတ်ပုံတွေရိုက်ပြတယ်ဗီလာမှာနေတယ်ကျွန်တော်မဲဆောက်မှာလည်းသိတယ်ဒါပေမဲ့မပြောဘူးဒါကိုနဲ့တစ်ချိန်တော့ညီကိုလိုနေခဲ့လို့ကျွန်တော်မပြောခဲ့ဘူးတတရားနိုင်ငံကြောက်သွားတယ်မပြောဘူးဘာမှမပြောတတရားနိုင်ငံပြေးသွားတယ်ဟာဘာဖြစ်တယ်ညာပြောကျွန်တော်မတင်ပါဘူးဘာမှမတင်ပါဘူးဒါပေမဲ့ခုနေ့ကပွဲမှာစစ်တပ်နဲ့ပတ်သက်တဲ့အကင်းရှင်းနေဆိုကျွန်တော်ဒီဘက်ဒေါ်လာကြီးကရန်သူကိုကိုယ့်ဘက်သားဖြစ်အောင်လို့ချို့စီဘယ်လိုပြောဆွဲရတာရှိတယ်နောက်ဆုံးပြန်ကျွန်တော်ဒီတောင်ပိုင်း BGR တောင်မှာကျွန်တော်တို့ဒီ AC ဝါတို့ပွဲမှာရွှေကုတ်ကမှာ AC ဝါကိုနှစ်ဖက်ညှက်တိုက်လို့ကျွန်တော်တို့ PDF တွေတရားရရှိတယ်ဒီတောင်ပိုင်းနဂါတို့ကော်ပရာတီဟာတို့စအပေါင်းပါတွေကိုနော်ဒီဘက်ထိုင်းဆိုရကလွှဲပေးလိုက်လို့တို့ BGR ကလက်ခံပြီးတော့စကားဆောက်အပ်လိုက်လို့ဘိုးစိုးပတ်ဆက်ဆော်ခိုင်းရတာရှိတယ်ဒါပေမဲ့ BGR ကတော်လိုင်းကြီးပြန်ပါလာတယ်ပြန်တိုက်နေဆိုကျွန်တော်ဘာမှပြောလို့မရဘူးချိုးရတယ်နည်းနည်းခံနေတယ်ဗျာဒီလားအဲ့တော့တော်လိုင်းကြီးအယူဆနဲ့ဆိုရင်ကျွန်တော်တို့ကရန်သူကိုကိုယ့်ဘာသာပြောင်းလို့အရှိတွေကလုပ်ခဲ့တာမဟုတ်လားဒါလည်း NUG လုပ်ခဲ့တာပဲထားပါတော့ဒါဖေဖေးတပ်မတော်ဆိုပြီးတော့ပြောခဲ့တဲ့အမေစုကိုယ်တိုင်ကလည်းဒါရန်သူကိုသူ့ဘာသာသားပြောင်းသူစီးလုံးခဲ့တာပဲပြန်ပြီးတော့အဲ့တော့အားကြရင်ဆွေမျိုးတန်းရှိတာတို့ဘာလို့ဆိုရင်ကိုယ်ဆွေကိုမျိုးကိုပြန်ကြည့်ပါဦးအရင်တော့ဘယ်အောက်ကဝန်ထမ်းနေတော့နေရတာမိရထားဝင်းထဲမှာနေတာမဟုတ်လားပတ်သက်ရမကင်းချောင်းဆိုရင်ကိုယ့်ကိုယ်ပဲအရင်ဆုံးရှင်းလိုက်ကျွန်တော်ပြောတာခါလေကြရင်ကျွန်တော်ကအခုဒီအောင်ပြော professional ကိုမထီးဘူးနော်ကျွန်တော်ပြော professional မှာကျွန်တော်လေးစားအားကြရတယ်ကျွန်တော်အဲ့တော့တကယ်ကျွမ်းကျင်ဂီတကိုတကယ်တက်မြောက်တဲ့လူအဲ့အကြောင်းလည်းသူစီစဉ်တဲ့ပွဲတွေရန်ကောင်းတာသူဒါ professional major ဒါပေမဲ့နိုင်ငံရေးမှာတော့နော်ရေးမှာတော့တကယ်ကြောင်းချီစောက်တယ်လေအဲ့တော့ကျွန်တော်ပြောချင်တာသိရပါအဲ့တော့အောက်ကသူ audience တွေအကုန်လုံးကစုပြီးတော့ဒါပြောတာမှန်တယ်ဆိုရင်အဲ့ဒီဘော April 19ရက်နေ့ကိုအပြည်ပြည်ဆိုင်ရာလင်းလေးလို့သတ်မှတ်ပေးလိုက်ကျွန်တော်ပြောတာလူတိုင်းတော့လွဲရရှိပါမယ်ကျွန်တော်လွဲတော့ကျွန်တော်ပြောတာကျွန်တော်ရင်တော့ဖြစ်ခဲ့တဲ့ဟာလည်းကျွန်တော်အဖြေမရသေးလို့အခုဒီဘယ်လိုသာပြောမှလည်းမသိဘူးကျွန်တော် blog တာချာပြီလေသိရမှာဘာလို့လဲဆိုတော့အဲ့ IUG စီစဉ်နဲ့နေခဲ့တဲ့ဟာတွေအကုန်လုံးကျွန်တော် blog တာကျွန်တော်သိတယ်အာသာနီဆိုလဲအဲ့လိုပဲကျွန်တော် blog တာဟုတ်ကြီးရလို့ပါဗျာသိရပါဗီလာထဲမှာသူအထောက်ပံ့နေနေခဲ့တဲ့စပွန်ဆာတောင်းခဲ့တဲ့ IUG စပွန်ဆာနဲ့နေခဲ့တယ်ကျွန်တော် blog ကြတာတားတိတာလည်းသိရပါနိုင်ငံရေးမှာတိုက်ဆိုင်တာမရှိအရင်တော့ကျွန်တော်ကဒါတွေကခံစားခဲ့ရတာဗျာသိရမှာခုမှအခွေထွက်တယ်ဗျာ၄နှစ်လုံးစူးစမ်းခဲ့ရတယ်အခွေထွက်ပြီးတော့သိမ့်ကြောင်3လလောက်ပဲရှိသေးတယ်ခွဲရထွက်တော့စားရနော်ခါတော့လေနိုင်ငံရေးသူတော်စင်းဆိုပြီးတော့လုပ်နေတဲ့ကောင်တွေကသူတို့ရဲ့ professional life မှာတော့မှစောင့်ကြည့်ကောင်းတဲ့ကောင်တွေမဟုတ်ဘူးဒါထားပါတော့အမေစုတို့လက်ထက်မှာတင်တာတွေအောင်ကြတာတွေဘယ်ကနေပြီးတင်တာတွေယူပြီးတော့ရေပန်းဥယျာဉ်တွေလောက်ကြတာတွေသူကစားပွဲမှာ share နေရာတွေမှာဆိုင်တွေဖွင့်တာတွေဒါအကက်ကောင်းတဲ့လူတွေကိစ္စတော့မပြောပါဘူးဘယ်သူကိုပြောလဲဆိုသိမှာပါကျွန်တော်ဆိုလိုချင်တာတတိယနိုင်ငံကြီးရောက်သွားတော့မှတကယ်နေရာကြီးကွာဖြစ်တော့မှရေရမတောက်ပြနိုင်တယ်ကျွန်တော်ပြောသိရမှာ
ဒေါ်လာကြီးကမြေပြင်မှာလည်းရှိပါတယ်အကုန်လုံးမြေပြင်မှာကေတာကိုင်းပြီးဆိုနေတဲ့ကောင်တွေလည်းဒါအကုန်လုံးဒေါ်လာကြီးပါပဲကျွန်တော်ပြောသလိုပဲမြေပြင်တိုင်းရဲ့လူတွေလည်းရပါတယ်ရှိုးဝဲလုပ်ချင်ရှိုးဝဲပဲတီးတဲ့လောက်တာပိုကောင်းပါရှိုးဝဲကြားအသိနဲ့ဈေးတွေစကားတွေကအကုန်လုံးကဒါဒေါ်လာကြီးတော့မရောက်ပါဘူးအေးဈေးတွေကအကုန်လုံး professional ကြီးအကုန်လုံးပြန်ပေးရပါတယ်ဘယ် player မှာလဲဒါငါတို့ဒေါ်လာကြီးဆိုဒါအိမ်ဘက်မှာမဟုတ်တော့ဒါမဲဆောက်မှာလည်းအကုန်လုံးအဲ့လိုပဲဒေါ်လာကြီးပွဲတော်လုပ်မယ်ဆို player ကြီးကတော့ပါတာပဲဒါအဲ့လူဟာထပ်တော့အဲ့ငွေတွေကုန်ကြစိတ်တွေကိုကြော်ပြီးမှလှူလို့ရတဲ့ဟာတွေကြီးပါမယ်ဘာပဲပြောကိုယ့်ဘက်သားတွေဖြစ်တော့ကောင်းမယ်တော်တော်များမြင်ပါတယ်ဒါပေမဲ့နားမလည်ရတခုလေးပါတရေနဲ့တိုင်းပြီးတော့တော်လိုင်းလုံးမယ်ဆိုရင်တော့ဒီလောက်မျိုးဆက်လောကမှာတော့မှကိုညီလိုကိုရဲ့ဒါဂျူနီယာလိုမျိုးဆက်မှာလည်းအခုမကတ်နဲ့ကော်ပီတရှင်တို့တော့ကျွန်တော်မဆိုခဲ့ပါဘူးလောက်ခဲ့တဲ့လူတွေကိုဒီလိုမျိုးလောက်ခဲ့တဲ့လူကဒီတက်ပြနိုင်ငံကြီးလိုနေရမြန်ရဲရဲတောက်ပြီးတော့ထောင်နေစိုးဖြူစင်ပြနေရောခါရောစဉ်းစားကြလေးဖြစ်တာပေါ့ဗျာသိရလားဟာတာလေးပါအဲ့ရှင်းရှင်းလင်းလင်းသိအောင်လို့ရှင်းရှင်းအောင်သိရတာအဲ့တော့အဲ့လေပြောတာပါနော်ဟုတ်ကဲ့ကျွန်တော် YouTube reaction လည်းမလုပ်ပါဘူးဒီတိုင်းလေးပဲရေဖွင့်တဲ့သဘောပါခိုင်ကြဟာတာရကြီးကဒေါ်လာရည်လားအဲ့ကြည့်လိုက်အေးပါအော်စုပြူစင်ကြနေကောင်စုယူသားပြီးစတနာပြီးတော့စုကြည့်ခွဲစုဒရမာတွေခင်းနေတဲ့ဟာဆိုကျွန်တော်တတိလာတာရအဲ့တော့တတိလာကျွန်တော်အတွင်းသိချို့အရင်ကျွန်တော်မပြောတာပဲရှိရကိုလုံးနဲ့လိုက်ပတ်ပြောမနေနိုင်ဘူးလေဗျာနေတာမဟုတ်အဲ့လိုလုပ်တဲ့ဟာတွေကအဲ့လိုပဲနည်းနည်းစောက်လဲပြစ်လာပြီးနည်းနည်းယူဝါဒမှားလာပြီးအရေးဖြစ်လာတော့မဲ့ကောင်းနေပြီတော့သိရမလားဒီဘောထိမရတာပေါ့ဖက်စစ်တွေကိုတိုက်နေပါလေဆိုမှဖက်စစ်သွားဆက်လို့မရဘူးလေသိရမလားတော်ရပါဗျာနော်အဲ့ဒီနေရာမှာ Freddy Mercury ဆိုရင်မကောင်းမှနေခံရမှာမသိဘူးကိုလင်းဖြစ်နေလို့ Freddy Mercury ဆိုကျွန်တော်ခေါင်းလေးပါနေခံရပါတယ် Okay ဟုတ်ပြီဗျာကျွန်တော်နိုင်လေးကိုကြည့်နေတွေ့တယ်ကြာလူ120လားကြည့်နေတော့ဒီ Facebook က live တင်မလို့တော့ကြာပြီအဲ့တော့ Facebook ကလူဝင်နေလဲကင်းကွာနေကျွန်တော်ဟိုမှာ YouTube channel ရှိပါတယ် YouTube channel သွားကြည့်ကြအောင်เนาะကျွန်တော်နိုင်ငံရေး update လေးတင်ထားတယ်အဓိကအတွေးခေါ်ဒေါ်လာရေးကိုကျွန်တော်လှုပ်ရှားနေတယ်အိမ်မှာအဲ့တော့လည်းအားပေးကြအောင်เนาะဟောဒါခီးသွားရင်းနဲ့ဒါမပြေးလာလို့တရှင်သားထောင်ရတယ်ဒီလားအဲ့တော့ခုနပြောသလိုပဲเนาะဒီတော့ထားတာလူလေကြီးပဲဒီရလားအဲ့လေးတရှင်လေးရလားOkay bye